မင်္ဂလာပါရှင် Player News Channel မှာယနေ့တင်ဆက်ပေးခြင်းတဲ့အားကစားသတင်းတွေကတော့စီရိုနယ်ဒိုရဲ့တကောက်ကျော်တန်ရာမူလမျှော်လင့်ထားတာထက်ပိုပြင်းထန်ဒီဟာဒီဘွန်ဒက်စ်လီဂါမှာပွဲတိုင်းပါဝင်ကစားခွင့်ရထားတဲ့ဟာရီကိန်းရဲ့စံချိန်ဒဏ်ရာပြဿနာကြောင့်ရပ်တန့်ခဲ့ရ League Championship ရဲ့ Premier League တန်တက်ခွင့် Playoff ရှင်ပြိုင်မှုကို၄သင်းကနေ6သင်းအထိတိုးမြင့်လိုက်တဲ့သတင်းတွေပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့စီရိုနယ်ဒိုရဲ့တကောက်ကျော်တန်ရာမူလမျှော်လင့်ထားတာထက်ပိုပြင်းထန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။အယ်နာဆာအသင်းကောင်းဆောင်စီရိုနယ်ဒိုရဲ့တကောက်ကျော်တန်ရာဟာမူလမျှော်လင့်ထားတာထက်ပိုပြင်းထန်တယ်လို့သိရပါတယ်။စီရိုနယ်ဒို42နှစ်ဟာပြီးခဲ့တဲ့အပတ်စနေနေ့ကအယ်ဗီဟာနဲ့ပွဲမှာဒဏ်ရာကြောင့်လူစားလဲခံခဲ့ရပါတယ်။၎င်းအနေနဲ့အဲ့ဒီပွဲမှာဒဏ်ရာမရခင်ဖနတီလဲလွဲချော်ခဲ့ပါသေးတယ်။အယ်နာဆာအသင်းနီးပြဂျော့ဂျေဇူးကနောက်ဆုံးပွဲမှာခရစ္စတီယာနိုကြွသားဒဏ်ရာရခဲ့ပါတယ်။စံသက်မှုတွေပြုလုပ်ပြီးနောက်ကျွန်တော်တို့မျှော်လင့်ထားတာထက်ပိုပြင်းထန်တဲ့ဒဏ်ရာဆိုတာသိတာထင်ရှားပါတယ်။သူပြန်ကောင်းလာရေးအနားယူဖို့လိုအပ်ပါတယ်။အသင်းကိုကူညီဖို့မကြခင်မှာသူပြန်လာနိုင်မှုမျှော်လင့်ပါတယ်လို့ပြောခဲ့ပါတယ်။စီရိုနယ်ဒိုဟာအခုရာဒီ Sorry League မှာ22ပွဲကစား22ဂိုးသွင်းယူထားတာပါ။၎င်းဟာအခုလအတွင်းမက္ကဆီကိုအမေရိကန်တို့နဲ့ကစားမဲ့ခြေစမ်းပွဲတွေမှာလည်းပေါ်တူဂီအသင်းအတွက်ကစားနိုင်မလားဆိုတာမသိကြသေးပါဘူး။ဟုတ်ကဲ့နောက်ထပ်တစ်ပုံအနေနဲ့ဒီယာဒီဘွန်ဒက်စ်လီဂါမှာပွဲတိုင်းပါဝင်ကစားခွင့်ရထားတဲ့ဟာရီကိန်းရဲ့စံချိန်ဒဏ်ရာပြဿနာကြောင့်ရပ်တန့်ခဲ့ရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းရဲ့တိုက်စစ်မှုဟာရီကိန်းဟာဒီယာဒီမှာဘွန်ဒက်စ်လီဂါပွဲတိုင်းပါဝင်ကစားထားတဲ့စံချိန်ဒီနေ့ညရပ်တန့်တော့မှာဖြစ်ကြောင်းသိရပါတယ်။ဟာရီကိန်းဟာခြေလုံးတန်ရာရနေတာကြောင့်ဒီနေ့ညရှင်ပြိုင်ရမယ့်မိုချန်ဂလာဘတ်နဲ့ပွဲကိုလွဲချော်ရမှာပါ။ဘိုင်ယန်မြူးနစ်နီးပြကုမ္ပဏီကတော့ဟာရီကိန်းရဲ့ဒဏ်ရာကပြင်းထန်ခြင်းမရှိကြောင်းနဲ့အတ္တလန်တာနဲ့ရှင်ပြိုင်ရမယ့်ချန်ပီယံလိပွဲမှာပါဝင်ကစားနိုင်မှုရှိကြောင်းပြောကြားခဲ့ပါတယ်။အင်္ဂလန်တိုက်စစ်မှုဟာရီကိန်းဟာဒီယာဒီမှာဘွန်ဒက်စ်လီဂါပွဲစဉ်24ပွဲကစားပြီးမှဂိုး30သွင်းယူထားသူပါ။ဒါကြောင့်ဘိုင်ယန်မြူးနစ်တိုက်စစ်မှုဟောင်းလီဝွန်ဒေါစကီရဲ့ဘွန်ဒက်စ်လီဂါမှာတရားဒီအတွင်း40ဂိုးသွင်းထားတဲ့စံချိန်ကိုချိုးဖျက်ဖို့အလားအလာရှိနေပေမဲ့အခုလိုအနားယူရတဲ့အတွက်နစ်နာမှုဖြစ်စေကြောင်းသုံးသပ်မှုတွေလည်းရှိနေပါတယ်။ဟာရီကိန်းဟာဒီယာဒီမှာပြိုင်ပွဲစုံ45ဂိုးသွင်းယူထားပြီးကစားသမားဘဝတစ်လျှောက်ဂိုးသွင်းနှုန်းအမြင့်ဆုံးရာသီလည်းဖြစ်နေပါတယ်။ဟုတ်ကဲ့နောက်ဆုံးတစ်ပုံအနေနဲ့တင်ဆက်ချင်တာက League Championship ရဲ့ Premier League တန်းတက်ခွင့် Playoff ရှင်ပြိုင်မှုကို၄သင်းကနေ6သင်းအထိတိုးမြင့်လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ Premier League တန်းတက်ခွင့်အတွက် League Championship ရဲ့ Playoffs ရှင်ပြိုင်ကစားမှုကို2026-29ရာသီကစပြီး၄သင်းကနေ6သင်းအထိတိုးမြင့်မှုအတည်ပြုဆုံးဖြတ်လိုက်ကြောင်းသိရပါတယ်။ League Championship ပြိုင်ပွဲမှာလက်ရှိအချိန်ထိအသုံးပြုနေတဲ့ပုံစံကအမှတ်ပေးစရာပထမနဲ့ဒုတိယနေရာရပ်တည်နိုင်တဲ့နှစ်သင်းက Premier League ကိုတိုက်ရိုက်တန်းတက်ခွင့်ရရှိပြီးအဆင့်3ကနေအဆင့်6နေရာရရှိတဲ့အသင်းလေးသင်းက Playoffs ထပ်မံရှင်ပြိုင်ကစားကနောက်ဆုံးဘိုးဆွဲတဲ့အသင်း Premier League ကိုထပ်မံတန်းတက်ခွင့်ရရှိရပါ Playoffs ရှင်ပြိုင်ရမှာအဆင့်3နဲ့6အဆင့်4နဲ့5အသင်းတွေဆီမီဖိုင်နယ်အဖြစ်ရှင်ပြိုင်ပြီးအနိုင်ရတဲ့နှစ်သင်းဘိုးလူရခြင်းဖြစ်ပါတယ်။အသင်းရေအတွက်6သင်းအထိတိုးမြင့်လိုက်တဲ့ပုံစံသစ်မှာတော့ပထမနဲ့ဒုတိယရရှိတဲ့နှစ်သင်းကအရင်အတိုင်းဓာတ်ရိုက်တန်းတက်ခွင့်ရမှာဖြစ်ပြီးအဆင့်3ကနေအဆင့်8အထိစုစုပေါင်း6သင်း Playoffs ရှင်ပြိုင်ရမှာပါ။အဆင့်3နဲ့4ရရှိတဲ့နှစ်သင်းကဆီမီဖိုင်နယ်အဆင့်ကစတင်ရှင်ပြိုင်ရမှာဖြစ်ပြီးအဆင့်5နဲ့8အဆင့်6နဲ့9အသင်းတွေက quarter final အဆင့်ရှင်ပြိုင်ရမှာပါ။ quarter final ကိုတကြော့တည်းရှင်ပြိုင်ရမှာဖြစ်ပြီးအဆင့်5နဲ့အဆင့်6အသင်းတွေရဲ့အိမ်ကွင်းမှာရှင်ပြိုင်ရမှာဖြစ်ပါတယ်။ semi final ကိုတော့အရင်တိုင်းနှစ်ကြော့ရှင်ပြိုင်ပြီးဘိုလူပွဲကိုလည်း Wembley ကွင်းအတွင်းမှာရှင်ပြိုင်ရမှာဖြစ်ကြောင်းသိရပါတယ်။အားကစားပရိသတ်များအားကျေးဇူးတင်ရှိပါတယ်။